ဒီ blog ထဲမှာတော့အရှိငယ်စဉ်တောင်ကြီးကလီဘွားကလေးကအမြဲတောက်နေကြအေးဆိုင်ကြီးတစ်ဆိုင်ကိုညွှန်ပေးတော့ပါမယ်ဗျအေးမျိုးစားတွေစုံစီနေအောင်ရတဲ့အပြင်ကိုမှအသီးဖြော်ရည်တွေဆိုလို့ရှိရင်လည်းအသီးအစ်စ်တွေကတုံးတယ်ဘယ်ဆိုင်ဖြစ်မလဲအရှိကရောဘာတွေစားတောက်ခဲ့လဲဆိုတာကိုလိုက်ကြည့်ပြကြပါဦးခင်ဗျeveryone အာရှိဖြစ်ပါတယ်အာရှိဒီနေ့ခေါ်ရပေးမယ့်အေးဆိုင်ကတော့နှစ်ပေါင်း90ကျော်သက်တမ်းရှိပြီဖြစ်တဲ့အေးဆိုင်ပဲဖြစ်ပါတယ်ဒီအေးဆိုင်ကအောက်ဈေးကြီး TZA ကွန်မျိုးစုံရောင်းဝယ်ရေးအရှိတက်တဲ့မှာရှိပါတယ်ဗျအရင်ကဆိုလို့ရှိရင်တော့ဒီဆိုင်လေးကကြံရည်နဲ့ ready made အချိုရည်ဘူးတချို့တာရတယ်ဆိုပေမဲ့အခုဆိုလို့ရှိရင်အာရှိတို့အသက်ကြီးလာတဲ့မျိုးဒီဆိုင်လည်း upgrade ဖြစ်လာပြီးတော့မှတောက်စရာ menu စုံလင်းလင်းကိုရနေပါပြီခင်ဗျာဒါကတော့ menu ကပ်ပါ menu ကပ်ကိုကြည့်ပြီးတော့မှအာရှိကလည်းစုံလေးတောက်ပြချင်တာနဲ့9မျိုးလောက်ကိုရွေးမှလိုက်ပါတယ်ဗျအရင်ဆုံးအရှိတောက်ပြမှာတော့ဒီဆိုင်ရဲ့ signature အေးလို့အောင်ပြောလို့ရတဲ့ကြံရည်ကိုတောက်ပြပါမယ်ဒီဆိုင်ရဲ့ကြံရည်ကလေအရန်ကိုမှချိုတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီဆိုင်မှာတုံးတဲ့ကြံချောင်းတွေကတကယ့်ကိုချိုပါတယ်ဆိုတဲ့ကြံချောင်းတွေကိုမှတုံးတဲ့အတွက်ကြံရည်ဆိုလို့ရှိရင်လည်းတခြားအချိုရည်ပေါ့နော်တကြားရည်တွေထပ်လိုက်စရာမလိုပဲနဲ့တဘာဝအတိုင်းအချိုအရတာစစ်ကိုရတဲ့အတွက်ရင်ထဲကိုအေးသွားစေပါတယ်ခင်ဗျာအခုအနေနဲ့ try ပြမှာတော့ဒီဆိုင်ကရတဲ့ no strawberry ဖြစ်ပါတယ်သူ no strawberry ကလေမလိုက်စစ်တွေကိုပါထည့်ဖြော်ပေးတာဆိုတော့တောက်လိုက်တာနဲ့ဟိုပေါ့နော်တကြိုက်ဆိုလို့ရှိရင်တကြိုက်တိတိတတာကိုချိုအီမွှေးပြီးတော့မှစိတ်နေရောပဲဗျအရှိကူတောက်နေတဲ့ငကြင်းဖန်ကတစ်ခွက်အပြည့်မလိုက် no strawberry တစ်ခွက်ကိုမှ3500ပဲဆိုတော့တော်တော်လေးကိုတန်နေပြီလေဟုတ်တယ်မလားအရှိက personally အမြင်ရဆိုလို့ရှိရင်တော့ဒီ no strawberry ကတော်တော်လေးကိုကြိုက်တဲ့ထဲမှာပါပါတယ်ဗျဈေးနှုန်းဆိုလို့အရှိကကြံရည်ဈေးနှုန်းပြောမိသွားလို့ပါကြံရတော့တစ်ခွက်ကို1500ပဲပေးရပါတယ်ခင်ဗျာဆိုရင်အခု try ပြဖို့အလဲကြတာတော့ပင်မဲ့တီဖြော်ရည်ပဲဖြစ်ပါတယ်ဒီဆိုင်ရဲ့ပင်မဲ့တီဖြော်ရည်ကလေပင်မဲ့တီအစ်စ်ကိုမှယိုဒီယာ syrup အရည်လေးနဲ့ရောပြီးတော့ဆက်ဖြော်ထားတာဖြစ်ပါတယ်တောက်လိုက်တာနဲ့ချင်းပြုံးလေးနဲ့ကိုမှပင်မဲ့တီအစ်စ်လေးတွေကိုကကြစ်ကရတဲ့ feeling ကလည်းတကယ်ကိုမှမိုက်ပါတယ်အတူရရတာကချင်းပြုံးလေးဆိုတော့လေအရန်ပူတဲ့နေ့တွေမှာတောက်မယ်ဆိုလို့ရှိရင်မှလုံးဝကမှလူကို refresh ဖြစ်သွားစေပြီးတော့လန်းဆန်းသွားစေမှာအမှန်ပါပဲဗျဒီတစ်ခွက်ကိုတော့မြန်မာငွေ3500ပေးရပါတယ်ခင်ဗျပင်မဲ့တီဖြော်ရည်ကလေဗီတာမင် C အပြင်တန်တဲ့အမြင့်ဓာတ်တွေလည်းပါတာဆိုတော့ကျန်းမာရေးအရာဆိုလို့ရှိရင်လည်းမကြာခဏတောက်တုံပေးတင်ပါတယ်ခင်ဗျအခုဆက်ပြီး try ပြမှာတော့တလဲသီးဖြော်ရည်ပဲဖြစ်ပါတယ်ဒီတလဲသီးဖြော်ရည်ရဲ့အရာတာကတော့လေတခြားအချိုရည်တွေဖြော်ရည်တွေလိုမျိုးချိုဆူပြင်းရှာကြီးမဟုတ်ပဲနဲ့အငိမ်လေးဘက်ကိုသွားတယ်ပေါ့နော်အငိမ်လေးဆိုပေမဲ့သူကနေရတဲ့ကျန်းမာရေးကောင်းကျိုးတွေကအများကြီးရှိပါတယ်ဒီတလဲသီးဖြော်ရည်တစ်ခွက်မှာဆိုလို့ရှိရင်ဗီတာမင် C ဗီတာမင် E အပြင်ဗီတာမင် K တွေအထိပါတဲ့အတွက်မန့်ညံလည်းကောင်းတယ်အစာချေစနစ်လည်းအားကောင်းတယ်လို့ခုခံအားလည်းတိုးစေတယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုတောက်တဲ့တဲ့မှာပါပါတယ်ဗျဒီတလဲသီးဖြော်ရည်တစ်ခွက်ကိုဆိုလို့ရှိရင်တလဲသီးတစ်လုံးလုံးကိုသုံးထားပေးတဲ့အတွက်ဈေးနှုန်းရဆိုလို့ရှိရင်တော့တစ်ခွက်ကို9000ပေးရပါတယ်ခင်ဗျအခုဆက်ပြီးတော့ဒီဆိုင်ကရတဲ့ရေခဲတုပ်ကို try ပြမှာဖြစ်ပါတယ်ခင်ဗျရိုးရေခဲတုပ်နဲ့တီးစုံရေခဲတုပ်ဆိုပြီးနှမျိုးရှိတဲ့အထက်မှာအာရှိကတော့တီးစုံရေခဲတုပ်လေးကိုပဲမှားလိုက်ပါတယ်ခင်ဗျတီးစုံဆိုတဲ့အတိုင်းရာတီပေါ်အတီးအစုံပါတယ်ဖယုံယိုပေတီးပါညာခွိကွာအစုံပါတဲ့အပြင်ကိုမှဒီဆိုင်ရဲ့ရေခဲတုပ်ကလေနို့စီအပြင်နို့စိမ်းပါစမ်းပေးသေးတာဗျပြီးတော့ဂိုင်းဆွဲပုံးလေးနဲ့ဆိုတော့အမြင်လဲစမ်းပြီးကြီးလိုက်တာနဲ့ကိုစားကျင်စပွဲဖြစ်ပါတယ်ခင်ဗျစားပလာလဲစုံတယ်ပူရှင်းလဲများတယ်ပြီးတော့အေးချိုလေးဆိုတော့ပူအိုက်တဲ့ရာတီဥတုတွေနဲ့ဆိုလို့ရှိရင်လုံးဝကိုကွက်တိပဲเนาะဒီလိုမျိုးဂိုင်းဆွဲပုံးနဲ့တီးစုံရေခဲတုပ်တပုံးကိုလားတပွဲကိုထားပါတော့ဒီလိုမျိုးတပွဲကိုဆိုလို့ရှိရင်မြန်မာငွေ9500ပေးရပါတယ်ဒီကစားပြီးလို့ရှိရင်လည်းဒီပုံးလေးကိုအိမ်ပြန်တည်သွားလို့ရပါတယ်အရှက်ကတော့အများကြီးဆိုတော့မကုန်လို့ညီလေးကိုပါဝင်ပြီးတော့စားခိုင်းလိုက်ရပါတယ်ခင်ဗျခွင့်ချိန်ကတော့ညနေ9:00နာရီပါလမ်းကြုံလို့ရှိရင်ဝင်ပြီးတော့စားကြည့်ကြပါခင်ဗျဒီနေ့ရဲ့ blog တွေကတော့ဒီလောက်ပါပဲနောက်တဲ့ blog တွေမှာထပ်တွေ့ပါမယ်အားလုံးပဲ bye bye